ဇလန်အစားကတော့ Eva ဆိုတဲ့မြို့လေးတစ်ခုမှာပေါ့ဇနီးမောင်နဲ့နှစ်ယောက်ဟာထီလက်မှတ်ဝယ်ဖို့သူတို့ရဲ့ pick-up ကားလေးနဲ့မောင်းနေလာကြပါတယ်သူတို့ကကံကိုမယုံမဲ့ထီပေါက်ဖို့တင်ချာနီးလန်းရှာတွေ့ခဲ့ကြတာပါဒါပေမဲ့သူတို့ဇလန်ရဲ့အစကတော့ serious စက်ယုံဌာနခွဲမန်နေဂျာ Jerry တယောက်နေ့တိုင်းအလုပ်ပြုတ်တော့မလားဆိုတဲ့စိုးရင်စိတ်နဲ့နိုးထားခဲ့ရတာကနေစတင်ခဲ့ရတာဖြစ်ပါတယ်ဒီနေ့တော့ diet တာဖွဲ့ရှိမှာသူကငယ်ကလေးကလုပ်ခဲ့တဲ့သူ့ဌာနကိုအသက်ကြီးပေမဲ့စက်ဦးဆောင်နိုင်သေးကြောင်းပြောခဲ့တယ်ဒါပေမဲ့ပိုင်ရှင်တွေကတော့လှောင်ပြုံးပြီးသူ့ရဲ့လုပ်သက်အတွက်ပဲကျေးဇူးတင်စကားဆိုခဲ့ကြတာပါသူ့ကိုအနာပေးဖို့ဆွန့်ဖြတ်ထားတာကြာပြီမို့စက်ပလန်းကိုတော့ပိတ်လိုက်ပါပြီသူကတော့အလျှော့မပြေးကျင်သေးပေမဲ့ကဲပါဗျာမင်းတောင်းကြည့်လာပါပြီဒါကတော့ဘဝရဲ့ရွှေရောင်နေ့ရက်တွေပေါ့ဗျာနောက်ဆုံးတော့ Jerry အငိမ့်စားယူလိုက်ရပါပြီသူကညဆိုင်လုပ်ခဲ့တာလေအဲ့ဒီညနေမှာပဲသူနဲ့သူ့ဇနီးမိသားစုညစာအတူတူစားကြတယ်စိတ်မကောင်းဖြစ်နေတာကိုသူဖုံးကွယ်ထားခဲ့ပြီးအလုပ်တစ်ခုထဲမှာ42နှစ်လုံးလုံးလုပ်သက်ရှိခဲ့တာလူတိုင်းမလုပ်နိုင်တဲ့ကိစ္စမို့မိသားစုကလည်းသူ့ကိုဝိုင်းပြီးအားပေးကြပါတယ်စိတ်ညစ်နေတဲ့ Jerry ကိုအားပေးဖို့သားသမီးတွေကလှေတစင်းလက်ဆောင်ပေးလိုက်ပါတယ်လက်ဆောင်ရလို့သူပျော်သွားပေမဲ့အလုပ်ပြုတ်သွားတဲ့စိတ်မကောင်းမှုကတော့ရှိနေသေးပါဒါပေမဲ့ဒါကအသားကျအောင်နှိယူရမယ့်အပြောင်းလဲတစ်ခုဖြစ်ပြီးသူလမ်းစာရှာတွေ့သွားမှာပါတလားသာကုံသွားတယ် Jerry ကတော့သူ့လှေအစ်စ်ကိုအခုထိမဆန်းရသေးဘူးဗျမနက်ခင်းတစ်ခုမှာတော့သူကရက်ွက်ထဲကဆိုင်မှာကော်ဖီဝယ်ရင်သူ့တငယ်ချင်း Steve နဲ့ဆုံခဲ့ပါတယ်ပြီးတော့ဘဏ်အကောင့်ထဲပတ်စံဘလောက်တိုးသွားလဲလို့မေးလိုက်ပါသေးတယ်အေးဆက်ဆက်နိုင်လာတဲ့အကြောင်းပြောရရင်တော့200ခိုင်နှုန်းအမျက်ဆိုတာတကယ်တော့ဘာမှမဟုတ်တော့ပါပဲဒါကြောင့်အမျက်ပိုရမယ့်စတော့တွေမှာရင်းနှီးမြှုပ်နှံမှုသူ့တငယ်ချင်းကတိုက်တွန်းပေမဲ့ဂျယ်လီကတော့အပြတ်သက်ညင်းခဲ့ပါတယ်ပိုက်ဆံရှုံးမှကြောက်တဲ့သူ့အတွက်တော့စတော့ရှီယာဆိုတာလောင်းကစားလိုပါပဲနောက်ဆုံးတော့သူလှေကိုရေချဖို့ဆုံးဖြတ်လိုက်ပေမဲ့ပေါ်ဆမှုကြောင့် handbrake ဆွဲဖို့မေ့ပြီးကားပါရေထဲနဲ့လူနီပါဖြစ်သွားခဲ့ပါတယ်နောက်ဆုံးမိနစ်ကျမှကားကိုရေထဲကနေအမြန်မောင်းတင်နိုင်ခဲ့ပေမဲ့မတော်တဆလှေရဲ့မော်တာအင်ဂျင်ကိုတော့ဖျက်ဆီးသွားစေခဲ့ပါတယ်စိတ်လှုပ်ရှားနေတဲ့ Jerry ကစိတ်အေးသွားအောင်အနီးဆုံးကက်ဖီမှာကော်ဖီဝင်တောက်ရင် Jackpot နှစ်တန်းထိရောက်နေပေမဲ့ခနန်း6လုံးတိုက်မိသူမရှိသေးတဲ့ Win 40 ချောင်းကိုငွေကိုင်းစီကနေကြားလိုက်ရပါတယ်။ Jackpot စုကြီးတစ်ခုလုံးက3လုံး4လုံးပေါက်တဲ့သူတွေစီလျောကျသွားတာပေါ့။အဲ့ဒီချိန်မှာ Jerry က Win 40 ကြော်ညာကိုတွေ့ပြီးစီးမြင်းတွေကိုဖတ်မိသွားတယ်။သူ့ရဲ့ထူးချွန်တဲ့တင်ချာညာနဲ့တရှူးပေါ်မှာတွက်ချက်ကြည့်လိုက်တဲ့အခါသူရှာဖွေတွေ့ရှိသွားတာကထီးပေါင်းနိုင်တဲ့ဟာခွဲတစ်ခုကိုသူရှာတွေ့သွားပြီး Steve ကိုပြောပြခဲ့ပေမဲ့ Steve ကတော့သူ့တငယ်ချင်းကိုမယုံကြည်ခဲ့ပါဘူးဂိမ်းဖန်တီးသူတွေကပတ်စံကိုဒီလောက်အလွယ်တကူအထောက်ခံမှာမဟုတ်ဘူးလို့သူယုံကြည်နေတာပါဒါကိုချယ်ရီကရှင်းပြပါတယ်ပုံမှန်မဲနိုင်မှုတစ်ခုမှာနံပါတ်6လုံးနဲ့က3လုံးတိုက်ဆိုင်ဖို့အခွင့်အလမ်းက54ပုံတစ်ပုံရှိပြီး4လုံးတိုက်ဆိုင်ဖို့ဆိုရင်တော့1500ပုံတစ်ပုံပဲရှိတာပါပုံမှန်ဆိုအမြဲတမ်းရှုံးမှာဖြစ်ပေမဲ့ပေါက်ဖို့တစ်လုံးနဲ့ပဲလိုတော့တဲ့အချိန်မှာရမယ့်စုကြီးကထီလက်မှတ်တွေအကုန်ဝယ်ရမယ့်ဈေးထက်ပိုများသွားပြီလေဒါကို Steve ကတော့လုံးဝမယုံပဲယူးကြောင်ကြောင်နိုင်လုံးနဲ့ထီပေါက်ဖို့ဆိုတာဘလို့မှမဖြစ်နိုင်ဘူးလို့ပဲပြောနေခဲ့ပါတယ်သူဇနီးကိုတော့မတိုင်းပေမဲ့ Jerry ကသူ့အယူအဆကိုစမ်းတက်ဖို့ဆုံးဖြတ်လိုက်ပြီးဘဏ်ကနေ$2000ထုတ်လိုက်ပါတယ်။ဒါဟာတကယ်တမ်းထက်20ရာခိုင်နှုန်းကပိုများနိုင်ပါတယ်။နောက်တစ်နေ့မနက်မှာတော့သူကနိုင်ပွဲကြောင်းမဲ့တဖွာဖွာတွေးရင်ရက်ွက်ထဲကဆိုင်ကိုသွားပြီးရထားတဲ့ပတ်စံအကုန်လုံးနဲ့ထီလက်မှတ်တွေတိန်းကျုံဝယ်လိုက်ပါတော့တယ်။ထီလက်မှတ်အဆောင်ရင်2000တိတိပေါ့ဗျာ။ဟုတ်ကဲ့ဗျ။ထီပေါက်စင်တိုင်းမဲ့ညနေခင်းမှာ Jerry တယောက်လက်မှတ်တွေစစ်ဖို့ပြင်နေတော့ကန်ဆိုးကျင်တော့ March ကအိမ်ပြန်ရောက်လာပါတယ်။သူ့ theory ကိုအရင်စမ်းချင်လို့ပါထီကြည့်နေလို့ဇနီးဖြစ်သူအံ့ဩသွားပေမဲ့ဂျာရီကမတော်တဆပါဆိုပြီး TV ကိုပိတ်လိုက်ပါတယ်။ဇနီးဖြစ်သူထွက်သွားတော့ Jerry TV ပြန်ဖွင့်ပြီးပေါက်ကနန်းကြီးချရေးလိုက်တယ်။ကဖေးဆိုင်မှာထိုင်ပြီးလက်မှတ်တွေတိုက်ကြည့်လိုက်တဲ့အခါသူရှုံသွားပြီဆိုတာသိလိုက်ရပါတော့တယ်။ဧည့်သည်တွေနဲ့စုံနေတော့ Jerry တယောက်ထီအကြောင်းမဲ့စိတ်ရောက်နေတာဗျ။စကားလေးဆက်မပြောနိုင်တော့တဲ့အပြင်ကစားနေတဲ့ဖဲကင်းကိုပါလွဲကုန်တဲ့အထိပဲ။ Full House လို့သူអော်လိုက်ပေမဲ့တကယ်ကဂျင်းကစားနေတာလေ။အိုးဆိုပြီးလွဲသွားတာပေါ့။တငယ်ချင်းတွေကိုနှုတ်ဆက်ပြီးချိန်မှာ March ကသူမခင်မုန်းရဲ့ထူးဆန်းတဲ့အမူအရာကိုသတိပြုမိသွားပါတယ်။ဝရန်ဒါမှာအတူထိုင်ရင်ကန်တရားချောင်းပြောဖြစ်ကြရာကနေဂျာရီရုတ်တရက်သဘောပေါက်သွားပါပြီ။သူ့ရဲ့တွက်ချက်မှုတွေထဲမှာထဲ့မတွက်မိခဲ့တဲ့ကန်တရားချောင်းပဲအခုလိုရှုံးနေသွားရတာဆိုတာကိုပေါ့။ဘယ်နေရာမှာမှားသွားလဲသိလိုက်ရလို့သူဝမ်းသာသွားပြီးနောက်နေ့မှာတော့ဘန်ကိုထပ်သွားခဲ့ပြန်ပါတယ်။ငွေကိုင်နဲ့စကားပြောရင်သူကကန်တရားကိုကြော်လွှားဖို့ထီးလက်မှတ်တွေပိုဝယ်ရမယ်လို့ရှင်းပြခဲ့ပါတယ်။ဒီတစ်ခါတော့သူကသူ့စုဆောင်းငွေအားလုံးဖြစ်တဲ့$8စလုံးကိုထုတ်ပြီးထီးလက်မှတ်တွေထုတ်ဝယ်လိုက်ပါတော့တယ်။မော်လွဲပိုင်းကဖေးတစ်ခုမှာဂျယ်ရီတို့နေလေစာဆိုင်ရင်တငယ်ချင်းဖြစ်သူကကန်ဆန်းဖို့ထီဝယ်ထားတယ်လို့ပြောလာပါတယ်။ဒါပေမဲ့ March ကတော့သူတို့ဇနီးမောင်နှံဟာပတ်စံရှုံးနိုင်တဲ့စွန့်စားမှုမျိုးကိုသဘောမကျဘူးလို့ပဲတုံ့ပြန်ခဲ့ပါတယ်။တငယ်ချင်းတွေကလည်းဒီလိုဂိမ်းတွေမှာပတ်စံဖြုံးတဲ့အယူတွေကြောင့်ဝိုင်းပြောကြတော့ဂျယ်ရီတယောက်အစာနင်သွားတယ်ဗျ။သူကိုယ်တိုင်လည်းအဲ့ဒီအယူတယောက်ဖြစ်နေတာ哦။ဒါပေမဲ့နောက်နေ့ထီပေါက်စင်တိုက်ကြည့်လိုက်တဲ့အခါမှာတော့ဂျယ်ရီတယောက်$1000ခွဲတောင်ပေါက်သွားခဲ့ပါတယ်။ဒါကလက်မှတ်ဖိုးရဲ့2ဆနီးပါးမို့သူမယုံနိုင်အောင်ဖြစ်နေရပါတယ်။အိမ်ပြန်ရောက်တော့စတိုခန်းထဲမှာပုံမိချီအိတ်ထဲကပတ်စံထုတ်ကိုပေါက်ဆုပ်ဘူးတဲ့ဟွက်ထားလိုက်တယ်။နောက်နေ့မှာတော့သူ့မိသားစုဟာနောက်ဖီးချန်နဲ့လူစုချိန်မှာသူနိုင်တဲ့အကြောင်းဖုံးထားပေမဲ့မုံတောင်းနဲ့မီမာလေးကြောင့်လှိဝက်ချက်ပေါက်တော့မလို့ဖြစ်သွားတယ်။ဂျယ်ရီကဘူးကိုလူယူပြီးစီရီယယ်ဘူးတဲ့ပတ်စံကြီးအမြန်ဟွက်လိုက်ရတယ်။အဲ့ဒီညမှာပဲဂျာရီရဲ့လှိဝက်ချက်ပေါက်ကြားသွားပါတယ်။စတိုဂန်အကြောင်းဇနီးဖြစ်သူရဲ့အရေးအမြွတ်စကားကိုသူကနားလည်မှုလွဲပြီးထီထိုးပြီးနိုင်နေတဲ့အကြောင်းမတော်တဆဖွင့်ပြောမိလိုက်တာပါ။ဒါပေမဲ့အန်ဩစရာကောင်းတာကမတ်ကသူ့ကိုလောင်းကစားလုပ်လို့ဆိုပြီးလုံးဝအပြစ်မတင်ခဲ့ပါဘူး
တကယ်တော့သူတို့ကိုယ်ပိုင်ဖြောပြေးရလာလို့သူ့မှာကတအားကိုဝမ်းတောင်နေတာဗျာနှစ်ပေါင်း40တောင်စောင့်ခဲ့ရတဲ့ပင်စင်လဲရပြီဆိုတော့အတူတူပျော်ပျော်ပပဖြတ်တန်းနိုင်ပြီလေဒါနဲ့ပဲသူတို့ဇနီးမောင်နှံရှိသမျှ15000လုံးနဲ့လက်မှတ်တွေဝယ်ဖို့ဆုံးဖြတ်လိုက်ကြပါတော့တယ်သူတို့ပြည်နယ်မှာထီပိတ်သွားတော့လက်မှတ်ဝယ်ဖို့အိမ်နီးနားချင်း Massachusetts အထိသွားရတော့မှာပါဒါနဲ့ Winford ထီရောက်တဲ့အနီးဆုံးနေရာကိုစုံစမ်းဖို့ Steve ရဲ့ရုံးခန်းကိုသွားကြရင်သူတို့စကားကိုကြားသွားတဲ့ Steve ပါသူတို့နဲ့အတူဝင်ပါချင်းလာပါတော့တယ်သူကဒေါ်လာ1000ကမ်းလှမ်းလိုက်တော့စိတ်အားထက်တန်နေတဲ့ဒီအဖိုးအဖွားစုံတွေကလည်းဘယ်အခက်ခဲကိုမှမမှုတော့ပါဘူးမနက်စောစောထကော်ဖီလေးတောက်ပြီးသူတို့ရဲ့ခရီးကိုစတင်လိုက်ကြပါပြီအိမ်နီးနားချင်းပြည်နယ်ကိုရောက်တဲ့အခါ Jerry နဲ့ March တို့တက်စီဆိုင်တစ်ဆိုင်မှာရက်လိုက်ကြတယ်အဲ့ဒီမှာပဲကန်ကောင်းစွာနဲ့ထီးဆက်တစ်လုံးကိုတွေ့သွားပြီး Winford ထီလက်မှတ်ပေါင်း8000ထိဝယ်ဖို့လုပ်ကြပါတော့တယ်စက်ကတနာကြီးကိုလက်မှတ်1000ပဲထွက်လို့သူတို့ညနေထိစောင့်လိုက်ရတယ်ဆိုင်ရှင်က Jerry ကိုစက်ကိုယ်တိုင်နှိပ်ခွင့်ပေးခဲ့တာပါညဘက်ဟိုတယ်မှာတည်ရင်သူတို့ဇနီးမောင်နှံ TV ကနေထီပေါက်စင်ကိုစောင့်ကြည့်ခဲ့ကြပါတယ်ဝယ်ထားတဲ့လက်မှတ်8000ကိုမနေ့အထိတောက်လျှောက်စစ်ပြီးတဲ့နောက်မှာတော့သူတို့ဒေါ်လာ2100နိုင်သွားတာကိုတွက်ချက်မိလိုက်ပါတယ်သူတို့ကတော့ဂုံပြူစကားပဲပြောလိုက်တာပေါ့အပြန်လမ်းမှာတော့ March ကစုငွေတွေပိုရအောင်ထီထိုးတဲ့နေရာမှာလူတွေပိုပါဝင်လာစေဖို့အကြံရသွားပါတယ်ဒီလိုနဲ့ Jerry နဲ့သူတို့ကိုပိုင်ကုမ္ပဏီတစ်ခုစတင်တည်ထောင်မှုဆုံးဖြတ်လိုက်ကြတယ်အစားပိုင်းမှာတော့နှစ်အတော်ကြာတိကျွမ်းလာခဲ့တဲ့တငယ်ချင်းတွေနဲ့မြို့ခန်းတွေကိုဖိတ်ခေါ်ခဲ့တာပေါ့တချို့ဆိုငွေသားအစား၄ဘီတက်ဆိုင်ကလိုမျိုးတခြားပစ္စည်းတွေနဲ့တောင်အစားထိုးပေးချေခဲ့ကြတယ်ဗျာတယောက်ကိုဝင်ချင်း$900ပဲမို့မြို့ကန်တွေလည်းသဘောကျသွားကြတယ်နောက်တစ်ခေါက် Jerry နဲ့ Match တို့ဓာတ်ဆီဆိုင်မှာ$4000ပို့အထိလက်မှတ်တွေဝယ်လိုက်တဲ့အခါအယောင်ဝန်ထမ်းဘီလ်ကတော့ဒီသက်ကြီးမောင်နှံငွေတွေဘယ်ကရလဲဆိုပြီးအံ့ဩလို့နေပါတယ်သူတို့က professional ထီကစားသမားတွေဖြစ်ကြောင်းမားကရှင်းပြပေမဲ့ဒီတစ်ခါလက်မှတ်တွေထုတ်ဖို့မနှက်အထိအချိန်ယူတော့မှဖြစ်ပြီးဆိုင်ကလည်းပိတ်တော့မှာဒါနဲ့ပဲ Jerry ကဘေးကိုဝင်ပါပြီးပတ်စံရှာဖို့အကြံပြုလိုက်ပြီး GS ရင်းနှီးမြှုပ်နှံမှုမဟာဗျူဟာတွေနဲ့မိတ်ဆက်ပေးခဲ့ပါတယ်နောက်ဆုံးတော့ဘေးလေသူတို့ရဲ့ရင်းနှီးမြှုပ်နှံမှုကလပ်ထဲဝင်သွားခဲ့ပြီးသူတငယ်ချင်းတွေကိုပါအဖွဲ့ဝင်အဖြစ်ခေါ်ဆောင်လာခဲ့ပါတော့တယ်နောက်ထပ် share ရှင်2ယောက်ထပ်ရထားတယ်တယောက်ကသူ့မိဘအိမ်ကိုအမြန်သွားခိုးအောင်ပါပဲသူကတော့တေချာပေါက်ပါမှာဗျာအဲ့ဒီညနေမိုတယ်ထဲမှာသူတို့အစီအစဉ်ကိုပြန်ကြည့်ပြီးချက်ချင်းကြီးတော့မဟုတ်ပေမဲ့လက်မှတ်တွေကိုစစ်ဖို့ပြင်ကြတော့တာပေါ့နောက်တစ်မိနစ်မှဘေးရောက်လာပြီးလက်မှတ်တွေရေးစရာမလိုဘူးလို့ပြောပါတယ်မဲနိုင်ပြီးတာနဲ့စူပေါက်တဲ့စီးရင်ကထွက်လာမှဖြစ်တယ်လို့သူတို့2ယောက်ထဲပဲဝယ်ထားလို့ပါမကြခင်မှာပဲသူတို့ရရှိတဲ့ငွေက2ဆတိုးသွားပြီးစုပေါင်း8000ထိဖြစ်သွားတာကိုသိလိုက်ရပါတော့တယ်Jerry နဲ့ March ကဒီတင်မရက်ပဲရသမျှအကုန်နဲ့ထီလက်မှတ်တွေဆက်ဝယ်ပြီးထီဖွင့်တိုင်းသူတို့ရောရင်းနှီးမြှုပ်နှံသူတွေရဲ့စုငွေတွေကိုပါ2ဆစီတိုးပွားစေခဲ့ပါတယ်ကဲကျွန်တော်တို့ဒါကို2ဆထိတိုးမြင့်လိုက်နိုင်ပါပြီဟုတ်ပါတယ်2ဆတောင်ဗျာတစ်ဖက်မှာလဲ Harvard Tech တို့ကကျောင်းသားတိုင်လာဟာထီပေါက်နိုင်ကြီးကိုတွက်ချက်ဖို့သူ့သေသနာလုပ်နေပါတယ်သူကထီဖွင့်ပွဲကိုပုံတူမောင်းနေပြီးစမ်းသက်ကြည့်ရကနေ100%တေချာပေါက်အနိုင်ရနိုင်တယ်လို့ကောက်ချက်ချလိုက်ပါတယ်ဒါနဲ့သူကအဆောင်ကကျောင်းသားတွေစီကနေပတ်စံတွေစုပြီးထီထိုးဖို့ဆုံးဖြတ်လိုက်တယ်ဒီအစီအစဉ်ကိုသူပဲအရင်ဆုံးစဉ်းစားမိတာမို့အားလုံးထီပေါက်ပြီးဒန်နာရီတွေဖြစ်လာလိမ့်မယ်လို့သူကအာမခံခဲ့တာပါအားလုံးကလည်းသူ့စကားကိုယုံကြည်ပြီးပတ်စံစုထည့်ဖို့သဘောတူခဲ့ကြတယ်ဒါနဲ့မင်းရောဘာမှမဖြစ်ဘူးလားမဟုတ်ဘူးဒီမှာငါပဲအမိတ်ပေးပိုင်ခွင့်ရှိတာနောက်တစ်နေ့မှာတော့ Jerry ဟာအခွန်စစ်စင်းရင်ပြသဖို့ထီလက်မှတ်တစ်တာတွေကိုဂိုထောင်ထဲတိုးလှောင်လိုက်ပါတယ်ပြီးတော့ညနေပိုင်းမှာယင်းနှီးမြှုပ်နှံတွေကိုခေါ်ပြီးအမျက်အစွန်းကိန်းကနန်းတွေကိုပြသဖို့အစည်းအဝေးတစ်ခုလုပ်ခဲ့ပါတယ်ဒါပေမဲ့လူတွေကတော့ဒီကိန်းကနန်းတွေကိုစိတ်မဝင်စားပဲထမင်းစားဖို့ပဲသွားကြတာပါနောက်ရက်မှာတော့ Jerry, March နဲ့ Steve တို့ကဖေးတစ်ခုမှာဆုံပြီးထီကနေငွေအများဆုံးရဖို့$6သိန်းပို့ထိဝယ်ဖို့တိုင်ပင်ကြပါတော့တယ်ဒီယာခွက်ကြီးမကြခင်ပိတ်တော့မယ်ဆိုတာ Jerry ရိပ်မိသွားပြီးအခွင့်အရေးရှိတော့အမြင့်ဆုံးပတ်စံရှာဖို့သူတို့လိုအပ်နေပါပြီဒါကြောင့်အချိန်မီတုန်းပတ်စံအများဆုံးရှာပြီးပွဲတော်ကိုပြန်ဆဖို့နဲ့ပြန်လည်တိဆောက်ရေးကိုအမြန်ဆုံးတက်ရပါမယ်တစ်ဖက်မှာလည်းထီကုမ္ပဏီရုံးခန်းထဲမှာတစ်နှစ်ကို$9000ကျော်ကန်တူးရှင်9ယောက်ပဲရှိတဲ့နေဆိုတဲ့အစီရင်ခံစာကိုဝန်ထမ်းတစ်ယောက်ကတင်ပြလိုက်ပါတယ်ဒါပေမဲ့ဒီမှာက3ပတ်တစ်ခါစုကြီးတွေပေါက်နေတာသူဒီလာလည်းပေါက်ပြန်ပြီတခြားပြည်နယ်မှာထီထိုးဖို့လတိုင်း10နာရီကြာကားမောင်းဝမ်းမဲ့သူဘယ်သူရှိလဲဒါကလုံးဝယုတ်တိမရှိဘူးဟုတ်ပါတယ်ဟာဗတ်ကျောင်းသားတွေလည်းသူတို့အမျက်တွေရခဲ့ကြတာပေါ့ဒါပေမဲ့ကျောင်းသားတစ်ယောက်ဖြစ်တဲ့ Eric ကတော့စုချင်းငွေတွေကဒီထက်မကပိုများတဲ့နေဆိုတာကိုရိပ်မိသွားပါတယ်ထီ data တွေကိုစစ်ဆေးရင်တခြားနေရာကနေလည်းငွေအမြောက်အများထုတ်နေတာသူတွေ့သွားတယ်ဒါနဲ့ထီ database ကို hack ပြီးလက်မှတ်တွေရောင်းတဲ့နေရာကိုအတိအကျသိသွားခဲ့တယ်ဒီကနေအမျက်ထုတ်နေတဲ့တခြားအဖွဲ့တစ်ဖွဲ့ရှိတာကိုသူတို့ရိပ်မိသွားတယ်ထီလက်မှတ်အသစ်တွေထွက်လာတော့ Jerry နဲ့ March ကသူတို့ရဲ့46နှစ်မြောက်မင်္ဂလာနှစ်ပတ်လည်ကိုစီဆိုင်မှာထီလက်မှတ်ထုတ်ရင်ဖြတ်တန်းနေကြတာပါအသက်16နှစ်တောင်မှပိုလွယ်ဦးမယ်အဲ့ဒီချိန်မှာပဲတိုင်လာနဲ့ Eric တို့ဆိုင်ထဲဝင်လာကြပါတယ်လူဆိုးခိုင်းနဲ့တွေ့ရမယ်အမှန်နဲ့လာခဲ့တဲ့သူတို့တကြီးရွယ်အိုဆောင်တွဲကိုမြင်ပြီးလှောင်ပြောင်လိုက်ကြတာပေါ့ပြီးတော့တီးခြားဆော့မဲ့အစားသူတို့နဲ့ပူးပေါင်းဖို့ကမ်းလှမ်းပေမဲ့ Jerry ကတော့အပြတ်သက်ညှင်းလွတ်လိုက်ပါတယ်ကျောင်းသားတွေကို Mark ကစနောက်လိုက်တော့ Harvard မှာဒီတက်ဖို့အရေးကြီးတာတွေသင်ရတယ်လို့ကျောင်းသားကပြန်ပြောပါတယ်ဒါပေမဲ့ Jerry ကတော့ဒွိပဒဖြန့်ဝေမှုဟာအချက်2ချက်ကိုပဲထည့်တွက်တာဖြစ်ပြီးလူသားတွေရဲ့အမားယွင်းနဲ့လက်မှတ်ဖြည့်ခြင်းဆိုတဲ့တတိယနဲ့စတုတ္ထအချက်တွေကိုခြံလက်ထားတယ်လို့ပြန်ခြေပလိုက်ပါတယ်$3သိန်းနိုင်တိုင်းမှာခမရရမယ့်အမြတ်က$30တဲ့ပါဗျာကဲကျေးဇူးတင်လိုက်အောင်တကယ်ကြီးလားတော်စမ်းပါကွာအဆုံးသတ်မှာသူတို့ညင်းလိုက်လို့လက်ဗလာနဲ့ပဲပြန်ခဲ့ရတယ်
နောက်နေ့မှာတော့ Jerry ရဲ့ရင်းနှီးမြှုပ်နှံသူတွေကဓာတ်ဆီဆိုင်သမားကကွာရှင်းပြီးကားအသစ်နဲ့ထွက်သွားလို့ဇနီးဟောင်းဒေါသထွက်သွားသလိုလယ်သမားကဆိုင်ခန်းငှားပြီး Steve ကတော့ Lamborghini အသစ်ဆက်ဝဲလိုက်ပါတယ်ကျွန်တော် Corvette ကားတစ်စီးဝဲလိုက်ပြီဗျာလို့ပြောနေတဲ့အချိန်ထီဌာနချုပ်ကအဲ့ဒီဝန်ထမ်းကတော့ Jerry တယောက်တန်းနဲ့ချီကန်ထူးသွားတဲ့အကြောင်းကိုသူ့အထက်လူကြီးစီသတင်းပို့နေပါပြီဒါပေမဲ့ဒါကထီပဲလေလူတွေပေါက်တာပုံမှန်ပဲဆိုပြီး boss ကတော့ဂယူးမဆိုင်ခဲ့ပါဘူးရက်နှင်းငယ်ကြမှာဇွဲမလျှော့တဲ့တိုင်လာကမီချီဂန်ကိုတစ်ခေါက်ထပ်ရောက်လာပြီး Jerry နဲ့2ယောက်တည်းရှိချိန်မှာသူ့ရင်းနှီးမြှုပ်နှံသူတွေရဲ့အကောင့်အားလုံးကို hack လုပ်ပစ်မယ်လို့ချင်းချောက်ပါတော့တယ်ဒီနိုင်ဝဲမှာပါဝင်သူအားလုံးရဲ့အချက်လက်တွေကိုသူ့အဖွဲ့ကအလွယ်တကူရှာနိုင်တယ်လို့သူက Jerry ကိုအာမခံလိုက်တယ်ပတ်စံလည်းအများကြီးရနေပြီမို့ထီထိုးတာကိုရပ်ဖို့ပြောပြီးသူတို့ဘယ်မှာထီထိုးနေလဲသိဖို့ပြည်နယ်ထီစနစ်ကိုပါ hack လုပ်ခဲ့တယ်လို့ဖွင့်ချလိုက်ပါတယ်ခမရဲ့အကောင့်တွေ credit တွေနဲ့ကိုရေးအချက်လက်တွေကိုကျွန်တော်တို့ hack မလုပ်နိုင်ဘူးလို့တကယ်ပဲထင်နေတာလားဖီဆက်ဆော့ဘုတ်ကစွန့်စားလုံးမှရိမ့်မိသွားတဲ့ Jerry ကတော့ရင်းနှီးမြှုပ်နှံသူတွေနဲ့တွေ့ဆုံချိန်မှာဒီကစားပွဲကနေထွက်တော်မယ်ကြောင်းကြေညာလိုက်ပါတယ်ဒါပေမဲ့ဒီလောက်အကျိုးအမြတ်တွေကိုကောလိပ်ကျောင်းသားတွေလက်ထက်အဆုံးရှုံးခံတော့မှလားဆိုပြီးမေးခွန်းထုတ်ခံလိုက်ရပါတယ်သူတခုခုလှုပ်လာနိုင်တဲ့အန်ဒီရဲ့ကရမယ့်အကျိုးထက်ပိုများနေတယ်ဒါဟာတင်ချာတွက်ချက်မှုတတ်တတ်မဟုတ်ဘူးဒါပေမဲ့မိသားစုနဲ့စကားပြောပြီးနောက် Jerry ကစက်ကစားဖို့ဆုံးဖြတ်လိုက်ပါတယ်သူမထွက်သွားသေးတာကိုတိုင်လာတိလိုက်ရပြီး Massachusetts ကလက်မှတ်ဝယ်ယူမှုတွေလည်းပြန်စတင်လာပါတော့တယ်သူ့အဖွဲ့ကလက်မှတ်တွေအရင်ဝယ်ပြီးဂျပန်စုကြီးကိုဂျားဖြတ်ယူမဲ့အစီအစဉ်တစ်ခုသူကြံစည်လိုက်တယ်ဒါပေမဲ့ roll down တာဖန်တီးနိုင်ရင်ဘယ်သူမှမထင်မှတ်ထားချိန်မှာအကုန်လုံးကိုသူတို့သိမ်းကျုံယူနိုင်မှာပါတခြားကစားသမားတွေကိုဖယ်ထုတ်ပြီးငါတို့ဝီစုနဲ့ပတ်စံအိုးကိုစောင့်ကြည့်မယ်စုကြီးတသန်းပြေတာနဲ့တရက်ထဲတသန်းပုံအော်ပြီးကစားပွဲကိုအပိုင်ကိုင်းမှာဒါပေမဲ့ဒီလိုလုပ်ဖို့သူကငွေအလုံးအရင်လိုအပ်နေတာပါသူ့ဖေရဲ့စီးပွားဖက်တွေကလည်းဒီចောင်းသားရဲ့စိတ်ကူးကိုသဘောကျပြီးရင်းနှီးမြှုပ်နှံမှုအစဉ်သစ်မှာပဲနောက်တော့ဘေးက Cherry စီသွားပြီးမင်းနိုင်ပွဲကနောက်အပတ်တွေမှမဟုတ်ပဲဒီနေ့ပဲဖြစ်တယ်လို့ပြောလိုက်ပါတယ်။ကျောင်းသားရဲ့အစီအစဉ်အောင်မြင်သွားတဲ့အခါ Jerry ကအားလုံးကိုရိတ်မိပြီး Harvard ကိုချက်ချင်းပြေးသွားပါတယ်။အိမ်မှာသူကသူ့ကိုချမ်းသာအောင်ကူညီပေးခဲ့တဲ့ကျောင်းသားတွေကိုစူပူကျိမ်းမောင်းလိုက်ပါတယ်။သူကိုယ်တိုင်အများကြီးမျက်နေပေမဲ့သူတို့ကတော့အမျက်ဝေစုအနှဲငယ်ပဲခွဲပေးခဲ့တာဖြစ်ပါတယ်။ Jerry ထွက်သွားတာနဲ့ကျောင်းသားတွေလည်းထီပြေးတာရက်လိုက်ကြတယ်။ထီစီမံခန့်ခွဲသူတွေကဒီနိုင်ပွဲတွေကြောင့်တိရက်နဲ့ဘာမှဝင်မလုပ်တာကြောင့်သူတို့လုံးဝဂရုမစိုက်ဘူးလို့ပဲ Jerry ကောက်ချက်ချလိုက်ပါတယ်။သူနဲ့မာခါဒိုင်တာဘုတ်ဖွင့်နဲ့တွေ့ဆုံပြီးချက်ပေါ့စုကြီးကိုအားလုံးမြင်အောင်ပွင့်လင်းမြင်သာစွာချပြဖို့တောင်းဆိုလိုက်ပါတယ်။ဒါမှလည်းစုကြီးတွေကိုစောစည်းစာခွဲဝေယူတာမျိုးမဖြစ်အောင်တားဆီးနိုင်မှာပါ။သူကလက်မှတ်ထုတ်ဆက်နှလုံးမှာထပ်တောင်းခဲ့ပြီး Dieta ဖွဲ့ကလည်းသဘောတူခဲ့ပါတယ်။အဲ့နောက်ကျောင်းသားတွေက website မှာချက်ပေါ့စုကြီးငွေအသစ်ပြောင်းလဲဖော်ပြထားတာကိုသတိထားမိသွားကြပါတယ်။တိုင်လာကစိုက်ကိုဟဲ့မယ်လို့ပြောပြီးအဆောင်ကိုရောက်လာပေမဲ့ကျောင်းသားတွေကသူ့ကိုညှင်းဆန်ပြီးထွက်သွားကြပါပြီ။တပြိုင်တည်းမှာပဲ Boston Globe journalist Maya ကစုံစမ်းရင်း Jerry နဲ့တိုင်လာတို့ထီတွေအချင်းချင်းပေါက်နေတာကိုသိရှိသွားခဲ့ပါတယ်။သူမကပင်စင်စားကြီးစီသွားလဲတဲ့အခါသူကထီလက်မှတ်တွေအပြည့်နဲ့တစ်တာတွေကိုထုတ်ပြပြီးသူ့ဇနီးနဲ့အတူနေရောညပါထီတက်ရတာကိုလုံးဝစိတ်မပြတ်ဘူးလို့ရှင်းပြခဲ့ပါတယ်။ Jerry ရဲ့စကားတွေကသတင်းတောက်ကိုအံ့အားသင့်စေခဲ့တယ်။ Boston Globe ကတိုက်ခိုက်ရေးဆောင်ပါရေးခိုင်းပေမဲ့သူတို့ရတဲ့ငွေတွေကိုမြို့တိုးတက်ရေးအတွက်သုံးနေတာကိုသူမသိသွားခဲ့တယ်။နောက်ဆုံးတော့ Jerry နဲ့ Marsh တို့နောက်ဆုံးတစ်ခေါက်ကစားဖို့နေ့ရက်ရောက်လာခဲ့ပါပြီ။ဒီစုချင်းငွေကမြို့ကိုပြန်လဲထူထောင်ဖို့လုံလောက်ပါတယ်။ဒါပေမဲ့တူပုံမှန်တိုင်းစီဆိုင်ကိုရောက်သွားတဲ့အခါထီဆက်တွေကိုမူလနေရာကနေဖယ်ရှားနေတာကိုသတိပြုမိသွားကြပါတယ်။ဂျာနယ်ထဲမှာဂိမ်းရဲ့အားနည်းချက်ကိုဖွင့်ချလိုက်လို့ထီလုပ်ငန်းကလိုင်စင်ကိုရုပ်သိမ်းလိုက်တာသူတို့သိလိုက်ရတယ်။သတင်းစာကတော့ထွက်လာတာဟုတ်ပါတယ်။ဒါပေမဲ့အဲ့ဒါကတိုင်လာတယောက်ပဲကိုကြိုးချပြီးငွေရှာသွားတဲ့အကြောင်းဖြစ်နေခဲ့တာပါ။သတင်းစာတွေကတိုင်လာပုံကိုသူ့အဖေမြင်သွားပြီးကြောင်းတိလာခေါ်တာကြောင့်တိုင်လာလည်းအထုပ်ဆွဲပြီးလိုက်သွားတာပါတော့တယ်။လောင်းကစားအုပ်စုကြီးတွေကဂိမ်းရဲ့ဟာကွက်ကိုရှာတွေ့သွားပြီးဒေါ်လာတန်းပေါင်းများစွာအမျက်ထုတ်ခဲ့ကြတာပါ။ညနေပိုင်းမှာတော့ Jerry တို့ဇနီးမောင်နှံဟာရင်းနှီးမြှုပ်နှံသူတွေရဲ့အစည်းအဝေးကိုတွားရောက်ပြီးမြို့ကန်တွေကျင်းပနေတဲ့ Jazz Guitar ပွဲတော်ကြီးကြောင့်အံ့အားသင့်သွားခဲ့ရတာပါ။ပြည်သူတွေဝန်ခံခဲ့တာကတော့နောက်ဆုံးနေ့မှာတော့သူတို့တစ်ဖွဲ့လုံးကြံတဲ့ဆိုင်တွေအကုန်ပတ်ပြီးထီလက်မှတ်တွေအကုန်သိမ်းကျုံဝယ်လိုက်ကြတယ်လူတိုင်းကလည်းသူတို့နဲ့မျိုးအတွက်လုပ်ပေးခဲ့တဲ့ Jerry ကိုကျေးဇူးတင်နေကြတာပါဇလန်လေးကတော့ Jerry နဲ့ March တို့ပွဲတော်ကနေခိုးထွက်ပြီးထီအမျက်ငွေတွေရေတွက်ရင်ကခုန်နေကြတဲ့မြင်ငွေလေးနဲ့အဆုံးသတ်သွားပါတော့တယ်သူတို့ကရလာတဲ့ငွေများစုကိုမြို့လေးတိုးတက်ဖို့သုံးစွဲခဲ့ပြီးမိတ်ဆွေတွေနဲ့အိမ်နီးနားချင်းတွေလိုပဲသားသမီးတွေမြီးတွေရဲ့ပညာရေးတွေရင်းနှီးမြှုပ်နှံခဲ့ကြပါတယ်တစ်ချိန်တည်းမှာပဲဈေးတဲ့ဘေးကတော့သူ့အတွက်တတောင်းတတအရှိဆုံးကိုယ်ပိုင်အပန်းဖြေခံလေးတစ်ခုဖန်တီးခဲ့ပါတယ်Jerry တယောက်ထီကစားပြီး$29 သန်းထိစုခူးနိုင်ခဲ့တဲ့ဒီဇလန်ကတော့တကယ်ဖြစ်အမှန်ပဲဖြစ်ပါတယ်